ရှေးဟောင်းပညာနဲ့ခေတ်သစ်စိတ်ပညာကိုပေါင်းစပ်ပြီးစိတ်ဖြစ်စီမှုလေးကိုဘယ်လိုကျော်လွှားမိလဲဆိုတာဒီရှင်းလင်းချက်လေးမှာအတူတူလေ့လာကြည့်လိုက်ရအောင်ဒီနေ့ခေတ်လူငယ်တွေဘာလို့ဒီလောက်တောင်စိတ်တီလေးလံပင်မနေရတာလဲတကယ်ကိုစဉ်းစားစရာပါပဲနော်မကြတဲ့ခင်ကထွက်ခဲ့တဲ့လူငယ်တယောက်စိတ်တကြနေသည်ဆိုရဲစာအုပ်လေးကဒီခေတ်ရဲ့စိတ်ပိုင်းဆိုင်ရာရုန်းခံရမှုတွေကိုကွက်ကွက်ကွင်းကွင်းပြသနေပါတယ်ဗုဒ္ဓဘာသာမှာတော့စင်းရဲတာအချမ်းအယံမရှိတာကဲ့ရဲ့ခံရတာနဲ့စင်းရဲဒုက္ခရောက်တာဆိုပြီးလောကဓာတ်အဆိုးလေးပါးကိုတိတိကျကျပြဆိုထားပါတယ်။အဲ့ရဲ့ချဲကမှအဖြစ်တင်ခံရမှာကိုအကြောက်ဆုံးပါပဲ။ဒါကပြင်းထန်တဲ့စိုးရင်ပူပန်မှုတွေဖြစ်စေပြီးစိတ်သက်ကြတဲ့အချီတွန်းပို့တတ်ပါတယ်။ဒီလိုလောဘနဲ့တွေ့တာမှုဒီကနေတိုက်ရိုက်ခိလာတဲ့ပူပန်မှုကိုရှင်းအောင်တသနာဒီမှာတော့ကလို့ခေါ်ဝေါ်ကြပါတယ်။မှတ်ထားရမှာကပြင်ပါကဆုံးရှုံးမှုတွေဟာအတွင်းစိတ်ကဒေါဘလောဘတွေနဲ့ပေါင်းဆက်သွားမှသာပြင်းထန်တဲ့နာကျင်မှုတွေဖြစ်လာတာပါ။ဒါကြောင့်စိတ်ဖိစီးမှုကနေလွတ်မြောက်ဖို့ဆိုရင်စိတ်ကိုဗဟိုပြုကူးစားလက်မိုင်းစင်တာချင်းကမှုကတကယ့်ကိုအထီးကကြလာပါပြီ။ဖျားကွန်တော်တွေကိုအာယုံပြုတဲ့ဗုဒ္ဓနုတ္တိကိုပွားများလိုက်ရင်စိတ်ကအလုံးလျောက်မြင့်မြတ်လာပြီးတကယ့်ကိုဖြူစင်အေးချမ်းသွားပါမယ်။ဒီကနေ့တစ်ဆင့်လက်တွေ့ချက်ကြကူးစားနှုံဟုတောင်းပန်တာခွင့်လွတ်တာအမားမထက်လုံတာဆိုတဲ့ခွင့်လွတ်ခြင်းအဆင့်ထုံးစင်လိုအပ်ပါတယ်။ကိုအရင်ဆုံးမေတ္တာပွားများတာကအတွင်းစိတ်ကူးစားမှုခရီးစဉ်မှာစိတ်ညစ်ကြေးတွေကိုငြင်းချမှုနဲ့အစားထိုးပေးနိုင်ပါတယ်။အန်အောစရာကောင်းတာတခုကနေ့စဉ်မေတ္တာပွားများခြင်းရဲ့အစွမ်းထက်တဲ့အကျိုးကျေးဇူး17မျိုးကိုရှေးချမ်းစာတွေမှာအတိအကျဖြတ်ဆိုထားတာပါ။ချမ်းသာစွာအိပ်ရတာကြည်လင်စွာနိုးထောရတာအိမ်မက်ဆိုးမမတ်တာနဲ့အချစ်ခံရတာတွေကတကယ့်ကိုကြီးမားတဲ့နှစ်သိမ့်မှုတွေပါပဲ။အတွင်းစိတ်ကူးစားမှုအပြင်ပြင်းထန်တဲ့စိတ်ဖြစ်စီမှုတွေအတွက်ပြင်ပက professional အကူအညီတွေလည်းမရှိမဖြစ်လို့အလားတပါတယ်။ဒီလိုအချိန်မျိုးမှာ counseling corner လို့စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုနဲ့ကုထုံးတွေပေးတဲ့ဝန်ဆောင်မှုတွေကတကယ်ကိုအားထားစရာပါ။ကျင့်တဲ့ကုထုံးပညာရှင်တွေကစနစ်တကျနားထောင်မိခိုးတွေမေးပြီးချွတ်ထွေးနေတဲ့ခန်းစားချက်တွေကိုရှင်းလင်းဖို့အောင်တေချာကူညီပေးနိုင်ပါတယ်။အတွင်းစိတ်တတိထားမှုနဲ့ပြင်ပ approach နဲ့ကုထုံးတွေကိုပေါင်းစပ်လိုက်တာဟာစိတ်ကျန်းမာရေးအတွက်အကောင်းဆုံးနဲ့ပြည့်ပြည့်စုံတဲ့နည်းလမ်းပါပဲ။ပြင်ချုပ်ရရေးဒီအရာကိုမှလိုတာထက်ပိုပြီးမတွေ့လာမိဖို့ကစိတ်ဆင်းရဲမှုကနေကင်းဝေးစေမယ့်အထူးတော့ချက်ပါပဲ။ရှင်းဟောင်းပညာရဲ့နဲ့ခေတ်သစ်ကုထုံးကိုမြောက်တာစွာပေါင်းစပ်လိုက်တဲ့အခါကိုရီအတွက်ရှင်းလင်းတဲ့စိတ်ကျန်းမာရေးလမ်းပြမြေပုံတစ်ခုရရှိလာမှသိကြပါရယ်။ကဲရှောင်ရွေးလို့မရတဲ့နောက်ထပ် locket မုံတိုင်းတွေလောက်လာတဲ့အခါဒီနီးလိုင်းတွေနဲ့ဘယ်လိုရင်ဆိုင်ဖြတ်တန်းကြမယ်ဆိုတာစဉ်းစားကြည့်လိုက်ကြရအောင်